Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အဲ့ပေါ်မှာငါတစ်တာမုတ်ဖတ်တော့ဗီဒီယိုလေးတစ်ခုတွေ့တာနဲ့လိုက်တော့စားဖြစ်ရင်နဲ့တောက်နေလေးကိုကြံလည်းညှဝေပေးထားပါတယ်တောက်နေလေးကတော့အရန်ကိုလည်းကိုယူရှင်းပါတယ်အရင်ဦးဆုံးပါဝဲပစ္စည်းလေးတွေကိုဖြစ်စဉ်တက်ထိထားပေးလိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်တော့စက်တုံးတဲ့တလုံးကိုပပလေးတွေထိထားပေးလိုက်ပါတယ်ဒီတော့လေးရဆိုလို့ရှိရင်ယူခရှင်နေနဲ့ပေါ့နော်ချိန်ကစားရတာလေးနဲ့တမျိုးလေးစားလို့ကောင်းပါတယ်ပြီးရနဲ့ပဲတောက်ရှင်နေငယ်ကိုလည်းခက်ပပနေထားလေးတွေထိထားပေးလိုက်ပါတယ်ဒီနေရာမှာတကယ်လို့ကိုကပဲတောက်ရှင်မိထိုက်ဘူးဆိုလို့ရှိရင်မထက်လိုက်ရပါရဲ့နော်ဒီတော့လေးရဆိုလို့ရှိရင်ငါတစ်တာတက်တဲ့သူတွေအတွက်တော့အရင်ကိုစေပြပါတယ်ပဲတောက်ရှင်ကိုလှီးပြီးတာနဲ့ဗမာသေးတလုံးစာလောက်ကိုလည်းအစင်သက်ထိထားပေးလိုက်ပါတယ်ရှင်ကဲပြီးရင်တော့ပြုတ်သီးနေကိုလည်းကိုဆက်စားနေတယ်လို့အစင်သက်ထိထားပေးလိုက်ပါမယ်ပြီးတော့အေးကတက်တာမှာဒီရှောက်ရွက်လေးနိုင်ငယ်ရှိနေတာနဲ့ရှောက်ရွက်လေးနိုင်ငယ်ကိုလည်းထက်ထားရပေါ့နော်ဒီနေရာမှာရှောက်ရွက်ကိုမထက်လိုက်ရပါရဲ့ရှင်တက်တာရဲ့အဟင်းနဲ့လေးတွေပျောက်သွားအောင်ပေါ့နော်ဒီရှောက်ရွက်နဲ့နက်နက်ပင်နိုင်ငယ်ကိုတီးပြီးတော့ထက်ထားပါတယ်ဒီမုတ်တွေတော့လေဆိုလို့ရှိရင်ငါတစ်တာနဲ့စိတ်တုတ်တယ်ဆိုပေမဲ့ပေါ့နော်ငါတစ်တာအဟင်းနဲ့လုံးဝမရပါဘူးနော်တမာတိနဲ့မဝှေ့လေးနဲ့တပြိုးလေးစားလို့ကောင်းပါတယ်ကဲဒါကတော့ပါဝင်ပစ္စည်းအားလုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မုတ်တီပါမယ်ပြီးတော့လီဟာပီတာတမာတိပါမယ်ပြီးတော့ငါတစ်တာနဲ့ဘူးသုံးထားရပေါ့နော်ဒီနေရာမှာကိုစင်ပြည့်တဲ့စိတ်ကိုသုံးနိုင်ပါရဲ့ရှင်ပြီးတော့လီဟာပီတာချက်သွန်ရဲ့ရှောက်ရွက်ရဲ့နနန်ပင်ရဲ့ပြီးတော့မြုပ်သီးနေနဲ့ပဲတောက်ရှိပေါ့နော်ပြီးတော့ဒါလေးကတော့ထိုင်းငပိရေပါလာပဲဖြစ်ပါတယ်ဒီနေရာမှာကိုစင်ပြည့်တဲ့စိတ်ကိုသုံးပြနိုင်ပါရဲ့နော်ကဲပါဝင်ပစ္စည်းတွေအားလုံးစေတဖြစ်နေပြီဆိုလို့ရှိရင်တော့စပြီးတော့မုတ်တီကိုပေါ်ပကံဟဲကိုထည့်ပေးလိုက်မယ်ပေါ့နော်ကိုလိုအပ်သလားပြီးရင်တော့စင်သစ်ပြင်ထားတဲ့ငါးတစ်တာနဲ့ဘူးကိုဖောက်ထည့်ပေးထားလိုက်ပါမယ်ဒီနေရာမှာငါးတစ်တာကိုတဘူးနဲ့သုံးမဲ့ဆိုတာရတယ်ပေါ့နော်ပြီးရင်စင်သစ်တည်ထားတဲ့အသေးရွက်လေးတွေကိုထည့်ပေးလိုက်ပါမယ်တမယာသေးကိုလည်း3စိမ့်လောက်ညှစ်ထည့်ပေးထားလိုက်ပါတယ်ရပါတော့ကတော့အချုံမုန်နေငယ်ပြီးတော့ငှက်ပြားရီထမိတ်စာစွန်းရဲ့တဝက်စာလောက်နဲ့ငပိရီကိုဒီထမိတ်စာစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာမြုပ်သိန်းနေကိုဆက်စားနေတဲ့လောက်ထည့်ပေးလိုက်ပါမယ်ကဲပြီးရင်တော့အားလုံးကိုအားရပါရလေးနှက်သွားအောင်ပေါ့နော်တုတ်သွားပေးလိုက်ပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့မုတ်ဖက်ကနေပြီးတော့ငါတစ်တာနဲ့လည်းညာတော့ရတယ်ပေါ့နော်ဒီနေရာမှာငါတစ်တာကိုတပူးနဲ့သုံးမဲ့ဆိုလိုက်ရပါတယ်ဒီတော့နေတဲ့ချိန်မှာဆိုလို့ရှိရင်တက်များတိနဲ့လေယာထောင်းတက်နေရောပေါ့နော်အရင်ကနဲ့ခွေပါတယ်အားလုံးနဲ့တာပြီဆိုလို့ရှိရင်တော့ရပါပုံမှန်ကိုမိချိလိုက်မယ်ခဲရတာလည်းလုံးဝစီပြီဆိုလို့ရှိရင်တော့ငါတစ်တာမုတ်ဖက်တော့လေရတော့စားဖို့အစစ်အဖြစ်နေပါဘူးရှင်ကဲစားတော့မယ်ဆိုလို့ရှိရင်တော့ချောင်းမကန်ထက်မယ်ပြီးလို့ရှိရင်တော့ခုနှစ်သက်ရတရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီကဲခုဆိုလို့ရှိရင်တော့အရင်လည်းလို့ကိုယူရှင်နဲ့ငါတစ်တာမုတ်ဖက်တော့ချင်းနဲ့ဆက်လေရတော့စားဖို့အစစ်အဖြစ်နေပါဘူးရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုပ်နေလေကလည်းအရင်လို့